စိတ်တစ်လူသက်ဖြစ်ပြီးလန်းဆန်းတက်ကြွစေမဲ့နီလန်တန်ကိုလူတိုင်းကတစ်ချိန်မဟုတ်တစ်ချိန်အရန်စိတ်တက်ကြတာမျိုးဖြစ်ဖို့ကြမှာပါအရန်စိတ်တက်ကြပြီးဘာလို့ရမှန်းမသိလမ်းပြောင်းနေတဲ့အခါထိအချက်တွေကိုလုပ်ကြည့်ပါနံပါတ်1အနားယူပါရက်အနှဲငယ်လောက်ဘာမှမလုပ်ဘာမှမတွေးပဲစိတ်အပန်းပြေအောင်အနားယူပါအုံနောက်ကအတွေးတွေရှင်းလင်းသွားရင်ဘယ်လိုရှေ့ဆက်ရမလဲဆိုတာရှင်းရှင်းလင်းလင်းတွေ့လာနိုင်ပါလိမ့်မယ်နံပါတ်2ဒဏ်ရာရေးပါစိတ်ညစ်စရာကိစ္စတွေမကျေနပ်မှုတွေကိုစာအုပ်ထုတ်တဲ့ခြာရီလက်ချင်းကစိတ်ကိုပေါ်ပေါသွားစေတယ်နံပါတ်3ရီမန်းချက်သေးသေးလေးပဲချပါလူအများစုစိုးရိမ်ပူပန်နေကြတာကမဖြစ်နိုင်သေးတဲ့အောင်မြင်မှုအကြီးကြီးတွေကိုမလောက်ဆောင်နိုင်လို့တောကဖြစ်ပြီးလက်လျှော့လိုက်ကြလို့ပါအရန်ကြီးကျယ်ခမ်းနားတဲ့ရီမန်းချက်ကိုခဏမေးလိုက်ပါဒီနေ့အတွက်မနှက်ပြက်အတွက်လုံးမအိယာရီမန်းချက်သေးသေးလေးတွေကိုဦးစားပေးပါဥပမာတစ်နေ့ကိုစာအုပ်15မိနစ်ဖတ်မယ်တစ်နေ့ကိုဘာသာစကားအသစ်နိုင်ဝတ်တင်မယ်ဆိုတာမျိုးအသေးအဖွဲလေးတွေကိုပဲအောင်မြင်လုပ်ပါနေ့တိုင်းအသေးအဖွဲလေးတွေအောင်မြင်လာရင်ကြီးမားတဲ့အောင်မြင်မှုနဲ့ရှေ့ဆက်ရမယ့်လမ်းကိုမြင်လာပါလိမ့်မယ်